ချီကာကိုရဲတပ်ဖွဲ့ဟာဓာတ်ကင်ဆောင်ထားတဲ့အမျိုးသားတဦးဟာဘိုးဝါရေးတာတစ်ခုအတွင်းမှာရှိနေတဲ့ဆိုတဲ့ကိုရဆက်တဖုံးခေါ်ဆိုမှုကိုတုံ့ပြန်ခဲ့ပါတယ်။အရာရှိတွေရောက်လာပြီးတိုက်ခန်းထဲကိုဝင်ရောက်တဲ့အခါ49နှစ်အရွယ်အဲဖွန်ဆိုရိုက်ကိုတွေ့ရှိခဲ့ပါတယ်။သူကဓာတ်ကင်ဆောင်ထားပြီးထိမ့်မနိုင်အောင်ဖြစ်နေပါတယ်။အရာရှိတွေကရုံးရင်းဆန်ခတ်ဖြစ်တာကိုရှော့ချဖို့နေပြူဟာတွေအသုံးပြုပြီးရိုက်ကိုထိန်းချုပ်ဖို့စ조사ခဲ့ပါတယ်။နှုတ်ဖြင့်အမိန့်တွေကိုထပ်ခါတလဲလဲပြောကြားခဲ့ပါတယ်။အဲ့ဓာတွေမအောင်မြင်တဲ့အခါသူတို့ရဲ့ဒေဇာတွေကိုအသုံးပြုခဲ့ပေမဲ့အကျိုးသက်ရောက်မှုနှေးပါခဲ့ပါတယ်။တင်းမာမှုတွေတိုးလာတာနဲ့အမျှရိုက်ဟာရုတ်တရက်အရာရှိတဦးစီကိုဓာတ်နဲ့အကြမ်းဖက်လွှဲရန်ပြီးပြေးဝင်လာခဲ့ပါတယ်။သူတို့ရဲ့ဘေးကင်းရေးကိုကြောက်ရွံ့တာကြောင့်အရာရှိ2ဦးကတင်းနှက်ဖွင့်ပစ်ခဲ့ပြီးသူ့ကိုအကြိမ်များစွာထိမှန်ခဲ့ပါတယ်။ရိုက်ကိုအခင်းဖြစ်ပွားရာနေရာမှာပဲတေဆုံးသွားကြောင်းကြေညာခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲအရာရှိတွေဘယ်သူမှတန်ရာမရခဲ့ပါဘူး။ Get down. Okay. Get down. Move. Shots fired. Shots fired. Shots fired. 1448. 70. I'm on 520. Good, Sergeant. Yeah, I'm good. Get down. Get down. Don't make me do it again. Get down. Get down. Get up. Get up. Get up. Shots fired. Let me get EMS over here. တိုက်ခန်းထဲမှာပဲရဲတပ်ဖွဲ့ကဒုတိယမြောက်သားကောင်ဖြစ်တဲ့58နှစ်အရွယ်ကီဟာဒင်းကိုလေဘင်းနဲ့လက်မောင်းတွေမှာဓာတ်တံရာတွေနဲ့တေဆုံးနေတာကိုတွေ့ရှိခဲ့ပါတယ်။အာနာပိုင်တွေကရဲတပ်ဖွဲ့ရောက်မလာခင်ဟာဒင်းကိုရိုက်ကတိုက်ခိုက်ခဲ့တယ်လို့ယုံကြည်ကြပါတယ်။တွေးဆုံးနေတဲ့ဓာတ်တစ်ချောင်းကိုအခင်းဖြစ်ပွားရာနေရာမှာပြန်လည်တွေ့ရှိခဲ့ပါတယ်။ဒီအမှုကိုလက်ရှိစုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီးအရာရှိတွေကတော့ရရှိထားတဲ့သက်သေထောက်ထားအားလုံးဟာအရာရှိတွေရဲ့ဒေဇီနိုင်တဲ့အင်အားအသုံးပြုမှုဟာအကြမ်းဖက်ပြီးချက်ချင်းချင်းချောက်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့တုံ့ပြန်မှုဖြစ်တယ်လို့ထောက်ခံနေပါတယ်။